ဒီအရာတွေဟာလူသားတွေကိုဝိုင်းထားပြီးကတည်းကပထမဆုံးမြင်ဘူးတဲ့ထူးဆန်းတဲ့အရာဖြစ်တဲ့မိုးကြိုးကိုင်းရဲ့ဂိုင်းကာကွယ်ရေးအကွက်ကပိုအားကောင်းလာတယ်။အဲ့ဒီလက်ပတ်နေတဲ့အဝိုင်းတတုပြားကြီးကြောင့်လားလူတဝက်တိရစ္ဆာန်တွေအံ့ဩနေကြတယ်မနေ့ကအထိဒီကာကွယ်ကစွမ်းအားမရှိတော့မလို့ဖြစ်နေခဲ့ပေမဲ့အခုတော့ရုတ်တရက်အရန်ကြောက်စရာကောင်းတဲ့အထိအတက်လာတဲ့အရင်ထက်တောင်ပိုအားကောင်းသွားတယ်လို့ပဲတော်ရွံလဲဒီပြောင်းလဲကိုသတိထားမိတယ်။သူကအရင်ပြန်လာတဲ့ချင်းဟန်ကိုစဉ်းစားမိပြီးအဲ့ဒီမိန်းကလေးတကယ်ပဲအကူကြီးခေါ်လာနိုင်ခဲ့တာလားသူမေးခွန်းထုတ်နေတော့ဟာအနေငယ်လဲစားမှုလေးတွေကလွယ်ပြီးဘာမှမတက်သေးဘူးပဲဝမ်းလင်ရဲ့ဒီတက်ထုပြပုံမှာလုံးဝစွမ်းရည်မရှိနိုင်ဘူးဒါကတိုင်းပစ္စည်းမဟုတ်ဘူးဒီလိုအရာနဲ့ဒီလူတဝက်တိရစ္ဆာန်ကောင်းတွေကိုလန့်အောင်လုပ်ချင်တာပဲဖြစ်မဲ့ဒါပေမဲ့ငါကဒီနေရာအထိလိုက်လာနိုင်တယ်ဆိုတာသူမတွက်မိဘူးပဲလူသားကိုဒီလိုမာနကြီးတာမြင်တော့ဒေါ်ရွံရင်နဲ့အေးဆက်သွားတယ်အဲ့ဒီအချိန်မင်းတို့လူသားတွေကအမြဲတမ်းအယုတ်လိုပဲငါတို့ကိုတုံးချင်တာလားငါတို့ကဘာလို့အမြဲတုံးချခံဖြစ်ရတာလဲဒေါ်ရွံကသူ့ကိုရက်တက်လိုက်ပြီးစိတ်မပူနဲ့တကယ်ပဲအဲ့ဒီအကူကြီးရောက်လာရင်ငါကိုယ်တိုင်ဖြည့်ရှင်းမဲ့ဒီကျန်းတဲ့မြေဒေသကအောက်တန်းစားတွေကိုနက်ဖျားဆွမ်းအားဆိုတာဘာလဲပြမယ်နောက်နေ့မနေ့ချင်းဟန်မျက်လုံးကိုအစောကြီးဖွင့်လိုက်တဲ့သူ့ကိုခန္ဓာထဲမှာမိုးကြိုးဆွမ်းအားတွေခုန်လုံးနေတဲ့မျက်လုံးထဲမှာလည်းအစိမ့်လင်းရောက်တောက်နေတယ်မိုးကြိုးဆွမ်းအားနဲ့ကနန်းသားတို့ရဲ့စွမ်းရည်တို့ကိုပေါင်းစပ်ပြီးသူ့ခန္ဓာကိုယ်ကထပ်ပြီးတက်မလာတဲ့ငါအခုခန္ဓာကိုယ်ကျင့်ကြံသူဖြစ်သွားပြီလားသူ့ခန္ဓာအားကအခုအခြေခံအင်အားတိဆောက်အဆင့်ရဲ့ခွန်အားနှီးပါးရှိနေပြီးအခြေခံနောက်ဆုံးအဆင့်တွေနဲ့သူနဲ့တိုက်ရင်တောင်မလွယ်တော့ဘူးအနာကဂိုင်းကြီးကဲတွေပါမယုံနိုင်အောင်ဖြစ်သွားတဲ့ခန္ဓာတွေကထွက်နေတဲ့အစိမ့်လင်းရောင်ကတောင်သူတို့အဆင့်ကိုတိုးတက်စေတဲ့အရှင်ကိုကျေးဇူးတင်ပါတယ်လို့အားလုံးကကောင်းကင်ကိုဥညွတ်တယ်ဝမ်းလင်မျက်လုံးဖွင့်လိုက်ပြီးချင်းဟန်ကိုကြည့်လိုက်တယ်ပြီးတော့တပြင်းချလိုက်တဲ့ချင်းဟန်မင်းတော့မဖြစ်သေးဘူးပဲမင်းကအခုထိစွမ်းအားအဆင့်14ပဲရှိသေးတယ်တဘာဝအရာအဆင့်10ထိပဲရှိတင်ပေမဲ့မင်းက14ထိရောက်နေတာတောင်တိုးတက်မလာသေးဘူးမင်းကကိုစစ်မြစ်ကိုတီးချင်နေတာမဟုတ်လားလူတဝက်တိရစ္ဆာန်တွေထဲမှာငါတယောက်စီကရင်းနှီးတဲ့စွမ်းရည်တစ်ခုခံစားမိတယ်မမဘူးဆိုရင်မင်းကိုလိုက်လာတာသူတို့ပဲဒီအချိန်သာမင်းအနေနဲ့ကင်းသွားရင်မင်းကိုအရာအလုံးပြောပြမယ်ဝမ်းလင်လေးတွေကိုတက်လာတဲ့အောက်မှာဒေါ်ရွံလဲလေထဲတက်လာတဲ့လူသားပဲသူဘလို့ဒီနေရာထဲမှာရှိနေတာလဲအဲ့ဒီအချိန်မှာငါကဟာတကယ်တိုက်တော့မယ်ထင်တယ်ငါကူရင်ကောင်းမလားမကူတာပဲကောင်းမယ်ဒီတစ်ခါထုတ်လိုက်ရင်ဒီတောင်တစ်လုံးလုံးပြတ်သွားနိုင်တယ်ဝမ်းလင်ကပြောတယ်ခုနကိုင်းမြောက်အကြီးကဲမတွေ့ရတာကြပြီးနော်တော်ရွံကရဲလိုက်တယ်ဟာမင်းကကိုမှတ်မိတာပဲဝမ်းလင်မင်းကတော်တော်လေးစားတတ်တာပဲ20လုံးငါတို့ကိုဖုံးကွယ်ထားတာပေါ့သူ့နောက်မှာဓာတ်ခုနှစ်ချောင်းထွက်လာတယ်သူ့အင်အားကအမြင့်ဆုံးအဆင့်ကိုရောက်သွားတယ်ဒီနေ့ချင်းဟန်ကိုငါတို့ကိုပေးလိုက်မပေးရင်ငါမင်းကိုတတ်မယ်ဝမ်းလင်ကမေးတဲ့တခိုင်းတဲ့သားချင်းချင်းတောင်ဒီလန်းကိုရွေးမလို့လား